မင်္ဂလာပါရှင်ကျမထိုင်းစကားအခြေခံစကားပြောနည်းလေးတွေကိုဗီဒီယိုလေးတွေလုပ်ပြီးတော့ပြန်သင်ပေးမယ်ပေါ့နော်တစ်ချိန်လုံးကတော့လုပ်မယ်လို့စဉ်းစားပေမဲ့အရန်ပင်ပန်းနာနဲ့အချိန်တွေလည်းတိတ်မရှိတာနဲ့မလုပ်ပေးဖြစ်ဘူးအခုတော့စူးစမ်းပြီးတော့ပြန်လုပ်ပေးပါမယ်ရှင်ပထမဆုံးကျမတို့နံပါတ်1ကနေ30အထိပေါ့နော်အဲ့ဒါလေးကိုအရင်မှတ်ကြမယ်ပေါ့နော်1ကို1အတန်ဖွားဖွားလေးပဲထွက်လိုက်တာနော်1โอเคနံပါတ်2ကို2နော်နံပါတ်3 3ကိုပြောတဲ့ချိန်မှာပါးစပ်လေးကိုပိတ်ပေးရမယ်နော်3တန်လေးလည်းစွဲတယ်โอเคပြီးရင်နံပါတ်4ဆိုရင်4ပေါ့လေးပဲနော်4နံပါတ်5ဟတန်လေးကပြတ်သွားတယ်အဲဆို5အထိပြန်ဆိုကြည့်မယ်နော်1 2 3 4ဟ1 2 3 4ဟโอเคနံပါတ်6ပါမယ်ဟုတ်နံပါတ်9 7နံပါတ်9ပြောတဲ့အချိန်မှာပါးစပ်မပိတ်ရအောင်เนาะတချို့လေကပါးစပ်တွေပိတ်တယ် tip အဲ့လိုဆိုရင်သူအတိတ်ပဲတစ်ခုဖြစ်သွားပြီเนาะပါးစပ်ပိတ်လိုက်တဲ့ tip ဆိုရင်နာတယ်လို့ပြောတာအဲ့တော့နံပါတ်9ဆိုရင် tip ပါးစပ်ကိုမပိတ်ရအောင်ရှာလေးပဲထောက်သွားမှာเนาะ tip โอเคနံပါတ်10ဆိုရင် back နံပါတ်9ကောက်တန်လေးပြတ်တယ်เนาะနံပါတ်10 10နံပါတ်10ပြောတဲ့ချိန်ကျရင်ပါးစပ်ပိတ်ရမယ်เนาะ10โอเคအဲဆိုရင်တစ်ကနေ10မှာเนาะတစ်ကနေ10မှာနံပါတ်3နဲ့နံပါတ်10ကိုပါးစပ်ပိတ်ပေးရမယ်เนาะနံပါတ်9ကိုပါးစပ်မပိတ်ဘူးเนาะအဲ့ဒါကအများဖြစ်ကတေချာတတိမထားရင်ဖြစ်တတ်တဲ့အဟာလေးပေါ့เนาะအဲဆိုကိုကပါးစပ်အဖွင့်အပိတ်လေးမားတယ်ဆိုရင်လည်းတန်လေးထွက်ပြမမှန်နေဘူးပေါ့เนาะโอเคအဲ့ဆိုကျွန်မတစ်ကနေ10တိတစ်ခေါက်ပြန်ဆိုပြပါမယ်1 2 3 4 5 6 7 8 9 10နောက်တစ်ခေါက်เนาะ1 2 3 4 5 6 7 8 9 10အဲ့ဆို10ထိရသွားပြီเนาะအဲ့ဆိုကိုကဖြည်းဖြည်းချင်း10ထိအရင်မှတ်ပါမယ်ရှင်